တနေ့မှာတော့ယူသားတဲ့ကြီးလက်တော်သူမလေးဟာဟင်းရွက်ခူရင်မိုးမိသွားတဲ့အတွက်အနီးနားကအဆောက်အဦတစ်ခုထဲမှာမိုးခိုနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲလူစိမ်းကောင်လေးတယောက်ရုတ်တရက်ရောက်လာပြီးသူမကိုတင်းကျပ်စွာဖတ်ထားလိုက်ပါတယ်။သူမကြောက်လန့်တကြားအော်ဟစ်နေပေမဲ့ကောင်လေးကသူမကိုတစ်ခုခုကြောင့်အတင်းဖတ်ထားပြီးအမတ်တရအနေနဲ့သူ့ရဲ့လေဆွဲလေးကိုပေးခဲ့ပါတယ်။မနက်မိုးလင်းလို့ကောင်မလေးယုံထွက်တဲ့အချိန်မှာတော့ကောင်လေးကသူမရဲ့ပခုံးပေါ်ကထူးခြားတဲ့အမှတ်သားကိုမြင်သွားခဲ့ပါတယ်။သူမကတော့စိုးရိမ်စိတ်တွေနဲ့အိမ်ကိုပြန်ပြေးခဲ့ရတာပေါ့။နောက်ဆုံးမှာတော့သူမဟာအဖွားကိုစောင့်ရှောက်ဖို့တငယ်ချင်းဖြစ်သူကိုအကူအညီတောင်းပြီးမြို့ပေါ်ကိုအလုတ်သွားလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။တငယ်ချင်းကလည်းသူ့အဖွားကိုစောင့်ရှောက်ပေးမယ်လို့ကတိပေးလိုက်ပါတယ်။သူမမသိလိုက်တာကကောင်လေးပေးလိုက်တဲ့လေဆွဲကပြုတ်ကျသွားခဲ့ပါတယ်။တစ်ဖက်မှာလည်းအဲ့ဒီကောင်လေးကတော့တကယ်တမ်းမှအရှင်အဝါကြီးတဲ့ CEO တအိုးဖြစ်နေပြီးသူမကိုလိုက်လံရှာဖွေနေခဲ့ပါတယ်။သူမကိုတွေ့ရင်သူ့ရဲ့ဇနီးအဖြစ်တတ်မှတ်ဖို့အထိပါအမိန့်ပေးထားတာပါ။သူမဘဝကိုပြောင်းလဲရန်အတွက်သူမကမြို့ကိုအလုတ်လုတ်ရန်အတွက်ထွက်ခွာလာခဲ့ပါတယ်။ကားတစ်စီးလာတာကိုကောင်မလေးကမြို့သွားဖို့အတွက်ကားတာလိုက်ပါတယ်။ကားထဲဝင်ထိုင်လိုက်တဲ့အချိန်မှာသူမကိုတက်စီမဟုတ်ကြောင်း CEO ရဲ့လူကပြောခဲ့ပါတယ်။စင်းဖို့ပြင်တဲ့အချိန်မှာပဲကားပိုင်ရှင် CEO ကသူမလက်ကိုဆွဲထားလိုက်ပါတယ်။ကောင်မလေးသွားမိနေရကိုပြလိုက်တဲ့အခု CEO ရဲ့ဟိုတယ်ဖြစ်နေခဲ့ပါတယ်။ CEO ကသူနဲ့အတူကောင်မလေးကိုမြို့ပြစီခေါ်လာဖို့သဘောတူခဲ့ပြီးနောက်ကံကြမ္မာကသူတို့နှစ်ယောက်ကိုမြို့ပြရဲ့ဟိုတယ်ကြီးထဲမှာပြန်လေဆုံစီးပေးလိုက်တဲ့အခါ CEO ကောင်လေးကသူမကိုမှတ်မိသွားမလား။ယူသားတဲ့ဒေါ်သူမလေးကတော့ဒီလိုအခြေအနေတွေချားထဲမှာဘလို့တွေဆက်ဖြစ်မလဲဆိုတာကတော့